ပထမဆုံးတစ်ခုကတော့ကမ္ဘာသမိုင်းမှာအကျော်ကြားဆုံးတရေတင်ပေါ် Ghost Ship ဖြစ်ရစံကြီးတစ်ခုပါ1892ခုနှစ်ဒီဇင်ဘာလမှာအတလန်တိတ်သမုဒ္ဒရာထဲမှာ Mary Celeste လို့ခေါ်တဲ့ကုန်တင်သင်္ဘောကြီးတစ်စင်းကိုတခြားသင်္ဘောတစ်စင်းကမတင်ကားဖွာတွေ့ရှိခဲ့ပါတယ်ထူးဆန်းတာသင်္ဘောပေါ်သွားရောက်စစ်ဆေးတဲ့အခါမှာသင်္ဘောသားတဦးတစ်ယောက်မှရှိမနေတော့ပဲလုံးဝစိတ်တုံးနေတာပါသင်္ဘောပေါ်ပစ္စည်းတွေအစားအစာတွေနဲ့အဖိုးတန်ကုန်ပစ္စည်းတွေကဘာတစ်ခုမှပျက်စီးဆုံးရှုံးခြင်းမရှိပဲငကိုအတိုင်းရှိနေပါတယ်ဒါတင်မကသေးပါဘူးတင်ဘောသားတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ချောင်းလက်စာစမ်းတဲ့ရိတ်ခါတွေလည်းအကောင်းတိုင်းရှိနေပါသေးတယ်သူတို့အားလုံးဟာပင်လယ်ပြင်ကြီးတွေကိုဘာကြောက်တယောက်မကြံရောက်တရက်ပျောက်ချင်းမလားပျောက်ွယ်သွားရတာလဲပင်လယ်ရေမောဘလူးဖန်းစားတာလားဒါမှမဟုတ်အမြတိုက်ခံရတာလားအမြတိုက်ခံရရင်လည်းပစ္စည်းတွေဘာလို့ကြံခဲ့တာဒီနေ့အထိဘယ်သူမှအဖြေမဖော်နိုင်သေးပါဘူးဒုတိယအချက်ကတော့ကမ္ဘာအလိပ်ပြရာခတ်ဆုံးရှေးဟောင်းစာအုပ်ကြီးအကြောင်း1912ခုနှစ်ဝယ်ယူရရှိခဲ့တဲ့ Whiteness လက်ရေးစာမှုလို့ခေါ်တဲ့ဒီစာအုပ်ကြီးဟာ15ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ကရေးထားခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ရဲ့ထူးဆန်းချက်ကတော့ဇာတ်ထဲမှာရေးထားတဲ့စာသားတွေကိုကဘာပေါ်ကဘယ်ဘာသာစကားဘယ်ကောက်နံပါတ်ကျွန်းကျင်သူဘယ်ခေတ်မီကွန်ပျူတာစနစ်ကမှဒီနေ့အထိဖတ်လို့မရဘာသာပြန်လို့မရသေးတာပဲဖြစ်ပါတယ်စာအုပ်ထဲမှာကဘာပေါ်မှာတကယ်မရှိတဲ့ထူးဆန်းတဲ့အပင်တွေရဲ့ပုံတွေလက်ခဗေဒဆိုင်ရာမြေပုံတွေနဲ့ကိုလုံးတီအမျိုးသမီးတွေရေချိုးနေတဲ့ပုံစံစမ်းတွေကိုရေးဆွဲထားပါတယ်တချို့ကဒါဟာတခြားကြိုသားတွေခြံထားခဲ့တဲ့စာအုပ်လို့ယုံကြည်ကြသလိုတချို့ကလည်းရှေ့ခေတ်အန်ဂီရက်ဆေယာတယောက်ရဲ့လျှို့ဝှက်ချက်စာအုပ်လို့ဆိုကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားဘာလဲဆိုတာခုထိဘယ်သူမှမသိရသေးပါဘူးနောက်ဆုံးတစ်ခုကတော့တဘာဝလွန်ဖြစ်ရလို့လူပြောအများဆုံးရုရှားနိုင်ငံဒါယာတလော့တီယာ1959ခုနှစ်မှာကျွန်းကျင်နင်းရောစီအာကာသသမား9ဦးဟာရုရှားနိုင်ငံရဲ့နင်းပုံးနေတဲ့တောင်တန်းကြီးတစ်ခုစီကိုခရီးထွက်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့အားလုံးဟာကြောင်မက်ဖို့ကောင်းလောက်အောင်တည်ဆုံးသွားခဲ့ကြပါတယ်သူတို့ရဲ့တည်ဆုံးမှုဟာအလွန်ထူးဆန်းပါတယ်သူတို့ရဲ့တဲတွေကိုထဲကနေဓာတ်နဲ့လီးပြပြီးဝတ်စားကောင်းကောင်းမပါပဲအပူအချက်အနှုတ်ဒီဂရီအနှုတ်30ရှိတဲ့နင်းတွေတဲကိုဖက်နဲ့မပါပဲထွက်ပြေးခဲ့ကြတာပါပိုပြီးထိတ်လဲစရာကောင်းတာအလောင်းတချို့မှာအယိုးတွေကြီးမွနေပြီးတချို့မှာရှားနေမျက်လုံးတွေပျောက်ဆုံးနေတာကိုတွေ့ရပါတယ်